ဇာခရိအနာဂတိကျမ်းအခန်းကြီး၄အပိုင်ငယ်6ကိုဖတ်ချင်ပါတယ်။ကောင်းကင်တမန်ကလည်းဇေရုဗဗေလသို့ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ဟုမူကားဤအမှုသည်ဘူချေအားဖြင့်မဟုတ်အာနာတကူအားဖြင့်မဟုတ်ငါဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ပြီးတော့နောက်တစ်ခုကိုလည်းထပ်ဖတ်ချင်ပါသေးတယ်စာလံအခန်းကြီး46အပိုင်းငယ်1ဖျားသခင်သည်ငါတို့ခိုလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်ဒီကာလအထူးသဖြင့်ကိုမတော်မူကြောင်းထင်ရှားလက်ရှိ၏ဟာလေလုယာဖျားသခင်ကကျွန်တော်ဘေးရောက်တဲ့ကာလမှာကျွန်တော်ရဲ့ခိုလုံရာဖြစ်တယ်ကျွန်တော်ကိုခွန်အားပေးတဲ့ဖျားသခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သိရှိတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘေးရောက်တဲ့ကာလမှာအခက်အခဲပြဿနာကြုံရတဲ့အချိန်မှာကျွန်တော်ခွန်အားနဲ့တော့မဖြစ်နိုင်ဘူးကျွန်တော်ရဲ့တော်ချင်းသက်ချင်းကြောင့်ကျွန်တော်တို့မလုံဆောင်နိုင်ဘူးဒါပေမဲ့ဖယားသခင်ရဲ့ဝိညာဉ်တော်အားဖြင့်ကျွန်တော်ကအရာခတ်သိမ်းကိုတက်ဆွမ်းနိုင်တာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဒီနေ့ပေးခြင်းတဲ့ခေါင်းစဉ်ကတော့ nothing is impossible with God ဆိုပြီးတော့ဖယားသခင်နဲ့ဆိုရင်တော့အရာခတ်သိမ်းကျွန်တော်တတ်နိုင်တယ်ဟာလေလုယာဓမ္မရာဇဝင်စတုထဆောင်အခန်းကြီး6အပိုင်းငယ်24ကနေပြီးတော့အဆုံးထိကျမ်းစာတော့အများကြီးကျွန်တော်လေ့လာသွားမယ်ဒီထဲမှာကျွန်တော်တွေ့ရတဲ့အကြောင်းအရာကိုအတူတကွလေ့လာဆင်ခြင်ဖို့ရန်အတွက်ဖြစ်ပါမယ်ဒီထဲမှာကျွန်တော်တွေ့တဲ့အကြောင်းအရာကဘာလဲဆိုတော့ရှူရိစစ်သက်ကရှမာရိမြို့ကိုဝိုင်းရံထားတဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့ဒီခါတုန်းကတနိုင်ငံနဲ့တနိုင်ငံစစ်တိုက်တဲ့အခါမှာသူတို့ကဘာလုပ်လဲဆိုတော့ကိုယ့်ရဲ့ရန်သူကကိုယ့်ရဲ့မြို့ကိုလာတိုက်ခိုက်တော့မယ်ကိုယ့်ရဲ့နိုင်ငံကိုလာတိုက်ခိုက်တော့မယ်ဆိုရင်သူတို့ကစားနေရိတ်ခါအပြည့်စုံပြင်ဆင်ထားတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာစစ်တပ်တွေကရှမာရိမြို့ကိုကြာမြင့်စွာလာပြီးတော့ဝိုင်းထားတဲ့အတွက်ရှမာရိမြို့မှာဘာဖြစ်သွားလဲဆိုတော့အစာငတ်ခေါင်းပါခြင်းဖြစ်သွားတယ်ဘလောက်တောင်မှအခြေအနေဆိုးလဲဆိုတော့မိကောင်းတစ်လုံးကငွေ80နဲ့ဝယ်ရတဲ့အဆင့်ဖြစ်သွားတယ်ပေကျန်းတစ်ပြေကိုငွေ9ချက်နဲ့ရောင်းရတဲ့အခြေအနေထိဖြစ်သွားတယ်ဆိုတော့ဣတိလလူမျိုးတွေကမိကောင်းကိုတော့စားလိတ်စားထားမရှိတဲ့အရာတစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာတောင်မှမဖြစ်မနေစားရတော့မယ့်အခြေအနေဖြစ်သွားတယ်စားဖို့ကလုံလောက်နေတာမဟုတ်တော့ဘူးသူတို့မကြိုက်တဲ့သူတို့ယွင်ရှာပွဲဖြစ်တယ်လို့သူတို့ခံယူထားတဲ့သတ်မှတ်ထားတဲ့ဒီမိကောင်းတောင်မှဝယ်ရတဲ့အဆင့်ဖြစ်သွားတယ်သူတို့နိုင်ငံထဲမှာကုန်စည်နှုန်းတွေကဟိုးမိုးမြင့်လောက်တက်သွားတယ်တချို့ကျန်တဲ့ပုဂ္ဂိုလ်တွေကဘာပြောလဲဆိုတော့အဲ့ဒီမိကောင်းတစ်လုံးကိုတဲ့ငွေ80နဲ့အဲ့ဒီငွေ80ကကျွန်တော်ယခုချိန်မှာမလေးရှားငွေနဲ့ဆိုရင်90လောက်ရှိမယ်ဆိုတော့ကိုမကြိုက်တဲ့အရာတောင်မှ90နဲ့မဖြစ်မနေဝယ်ရတော့မယ့်အခြေအနေဖြစ်သွားတယ်အဲ့ဒါပဲမဟုတ်ဘူးရှင်ဘုရင်ကမြို့ရိုးပေါ်မှာလမ်းလျှောက်ပြီးတော့သွားနေတဲ့အချိန်မှာမိန်းမတယောက်ကရှင်ဘုရင်ကိုအကူအညီတောင်းလိုက်တယ်အဲ့ဒါနဲ့ရှင်ဘုရင်ကထာဝရဘုရားကယ်မတော်မမူလင်ငါဒီအဘယ်သို့ကယ်မနိုင်မနည်းစပားနယ်ရာတလင်းစပစ်သီးနယ်ရာကျင်းတဲကကယ်မရမည်လောဟု၍၎င်းတဲ့ဖယားသခင်တင်တို့ကိုမကယ်ဘူးဆိုရင်ငါကတော့တင်တို့ကိုမကယ်နိုင်ဘူးတဲ့ငါမှလည်းစားစရာမရှိဘူးတဲ့ငါမှပေးစရာစပြည့်ရည်လည်းမရှိဘူးလို့ပြောတယ်ရှင်ဘုရင်ကအဲ့ဒီမိန်းမကိုတင်လိုက်ဘာဖြစ်တာလဲဆိုပြီးတော့မေးတဲ့အခါမှာအဲ့ဒီမိန်းမကအဲ့ဒီနေရာမှာမိန်းမ2ယောက်ရှိတယ်အဲ့ဒီမိန်းမ2ယောက်ကသူတို့သဘောတူညီမှုယူထားတယ်ဘာသဘောတူညီမှုယူထားလဲဆိုတော့ဒီနေ့တင့်သားကိုပြုတ်ရိတ်စားမယ်သူ့သားကိုတတ်ပြီးတော့စားမယ်မနေ့ပြန်ကြရင်ကျမရဲ့သားကို
တပ်ပြီးတော့စားမယ်ဆိုပြီးတော့စာငတ်ခေါင်းပါခြင်းရှိလာတဲ့အခါမှာကိုယ့်ရဲ့အထဲကနေမွေးလာတဲ့သားကိုတောင်မှစားရတဲ့အဆင့်ဖြစ်သွားတယ်ဆိုတော့အဲ့ဒီနှစ်ယောက်ကတယောက်ရဲ့သားကိုတော့တပ်ပြီးတော့ပြုတ်ပြီးတော့စားတယ်နောက်တယောက်ရဲ့သားကိုသွားပြီးတော့တတ်မဲ့အချိန်မှာစားဖို့တင့်သားကိုပေးပါလို့တောင်းလိုက်တဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကသူ့သားကိုဝတ်ထားတယ်တဲ့သူ့ရဲ့သားကိုကြတော့မပေးချင်ဘူးဆိုတော့ပြောချင်တဲ့အရာကဘာလဲဆိုတော့ရှမာရိမြို့မှာအလွန်ပဲစာငတ်ခေါင်းပါခြင်းရှိလာတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီအချိန်မှာဖယားသခင်ရဲ့စကားတော်ကရောက်လာတယ်နက်ဖြန်နေ့မှာရှမာရိမြို့တကာဝမှာတဲ့အစာများစွာပေါ်များလာမယ်ဈေးနှုန်းချိုသာစွာနဲ့မလေးရှားနိုင်ငံရဲ့ညဈေးလိုဈေးတက်တက်တာတာနဲ့ရောင်းရမယ့်အချိန်တွေရောက်လာမယ်ဆိုပြီးတော့ Prophet Elisha ထံကနေဖယားရဲ့နှုတ်ကပတ်တော်ကရောက်လာတယ် Hallelujah ဒီနေ့ရှမာရိမြို့ကိုရှုရိစစ်တပ်ကဝိုင်းထားတဲ့ကဲ့သို့ဒီနေ့ကျွန်တော်ဒီလောကကြီးလောကလူသားတွေကိုစာတန်မာနကကျွန်တော်ကိုဝိုင်းထားတာဖြစ်တယ်ဖြစ်လို့လေအပြစ်ကြောင့်ဖြစ်တယ်ကျွန်တော်လောကကြီးကပို့ပြီးတော့ဆိုးရွားလာတယ်လူတွေကပို့ပြီးတော့ပျက်စီးလာတယ်ငတ်မွတ်ခြင်းတွေကနေရာတိုင်းမှာတနေရာပြီးတနေရာရောက်လာနေပြီဒီလောကကြီးပင်လင်ဖြားနာနေတာဖြစ်ပါတယ်စစ်တိုက်ခြင်းတွေဖြစ်လာတယ်တဘာဝဘေးအန္တရာယ်တွေရှိလာတယ်အဲ့ဒီအချိန်မှာကျွန်တော်ကိုကယ်နိုင်မဲ့သူကဘယ်သူလဲကျွန်တော်ကိုကယ်နိုင်မဲ့သူကယေရှုခရစ်တော်တပါးတည်းသာလည်းဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာရှမာရိမြို့မှာဖယားသခင်ရဲ့နှုတ်ကပတ်တော်ရောက်လာတဲ့ကဲ့သို့လောကကိုအုပ်ဆိုးနေတဲ့စာတန်မာနရဲ့ခြေနှောင်ခြင်းတွေထဲမှာကျွန်ုပ်ကိုကယ်တင်ပေးမဲ့သူယေရှုခရစ်တော်ရောက်လာတာဖြစ်ပါတယ်ဟာလေလုယာယေရှုခရစ်တော်ကသင်ကိုအရင်မြစ်ဖြစ်တဲ့အဲ့ဒီအပြစ်ထဲကနေကျွန်ုပ်ကိုကယ်ဖို့ရန်အတွက်ဖယားသခင်ကဓမ္မဟောင်းကာလခက်ကပင်လေသူရဲ့နှုတ်ကပတ်တော်ကိုဆေလွတ်တာဖြစ်ပါတယ်ယခုချိန်မှာတော့ကျွန်တော်တို့အတွက်လူစားတိကိုခံပြီးတော့ယေရှုခရစ်တော်မွေးဖွားလာခဲ့တာဖြစ်တယ်တင်းနဲ့ကျွန်တော်ကိုစားတင်းနဲ့ကျွန်တော်ခံရမယ့်အပြစ်တွေတင်းနဲ့ကျွန်တော်ခံရမယ့်အရာခတ်သိမ်းအတွက်ယေရှုခရစ်တော်ကလဝါကတိုင်းမှာသူကိုယ်တိုင်အသေးသက်ခြင်းကိုခံရတာဖြစ်ပါတယ်ဒီအရာကကျွန်တော်လွတ်မြောက်ခြင်းရရှိဖို့ဖြစ်ပါတယ်ယေရှုခရစ်တော်အသေးခံတာကသင်နဲ့ကျွန်တော်အပယ်ငရဲတဲ့ကနေလွတ်မြောက်နိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဆင်းရဲခြင်းငတ်မွတ်ခြင်းစာတန်မာနရဲ့ဝိုင်းထားခြင်းထဲကနေကျွန်တော်လွတ်မြောက်ခြင်းချမ်းသာကြွယ်ဝခြင်းကျွန်တော်ရရှိနိုင်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုပထမတစ်ချက်အနေနဲ့ပြောခြင်းပါတယ်ဖခင်ရဲ့လူ prophet Elisha ထံကနေပြီးတော့ဖခင်ရဲ့နှုတ်ကပတ်တော်ရောက်လာတဲ့အခါမှာမနေ့ပြန်ဒီအချိန်မှာသားနေရိတ်ခါပြည့်စုံကြွယ်ဝလာမယ်ရှမာရိမြို့မှာဖခင်ရဲ့စကားတော်ရောက်လာတဲ့အခါမှာရှင်ဘုရင်ရဲ့အမတ်ဖြစ်တဲ့သူကဘာပြောလဲဆိုတော့ဖခင်သခင်ကမိုးကောင်းကင်ပဒင်းပေါက်ကိုဖွင့်တယ်ဆိုရင်တော့ဖြစ်နိုင်ကောင်းတယ်လို့ပြောတယ်ပြောတဲ့ပုံစံကဘာလဲဆိုတော့မယုံကြည်ယုံပဲမဟုတ်ဘူးသူပြောလိုက်တဲ့စကားကိုပင်လင်မထင်မဲ့မြင်ကဲ့ရဲ့တဲ့ပုံစံနဲ့ပြောသွားတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ပြက်ပြက်ပဲနော်မယုံတဲ့သူကလည်းမယုံတာနဲ့ပြီးသွားတာမဟုတ်ဘူးကဲ့ရဲ့လိုက်သေးတယ်အဲ့နဲ့ဖျားလူကလည်းပြက်ပြက်ပဲဘာပြန်ပြောလဲဆိုတော့သင်ကမယုံတဲ့အတွက်တည်းမြင်ရပေမဲ့စားရမှာမဟုတ်ဘူးတဲ့ချက်ချင်းပဲနော်ဒီနေ့အချိန်တွေကတော့မဖြစ်နိုင်ဘူးဣသီလလူမျိုးတွေအေဂုတ်တုပြေကနေမောရှိခေါ်ဆောင်သွားတဲ့အခါမှာအရှိမပင်လယ်တွေကပိတ်နေတယ်
အနောက်မှာလည်းဖာရောစစ်တပ်ကလိုက်နေတယ်သူတို့ဘေးချက်နံချက်ဖြစ်နေပြီရှေ့လဲတိုးလို့မရဘူးနောက်လဲပြန်ဆုပ်လို့မရဘူးသေဖို့ပဲရှိတော့တယ်အဲ့ဒီအချိန်မှာဖယားသခင်ရဲ့ကောင်းမြတ်ခြင်းကမနေနိုင်ဘူးနော်မဖြစ်နိုင်တဲ့အရာကိုမဖြစ်နိုင်တဲ့အခြေအနေမှာဖယားသခင်ကဖြစ်စေသွားတာဖြစ်တယ်ပင်လယ်နီကြီးကိုဖယားသခင်ကခွဲပလိုက်တယ်သူအယံချစ်တဲ့သူ့လူမျိုးတွေသူ့ရဲ့သားသမီးတွေလွတ်မြောက်ခြင်းရရှိဖို့ရန်အတွက်ဖယားသခင်ကမဖြစ်နိုင်တဲ့အရာကိုမဖြစ်နိုင်တဲ့အခြေအနေမှာဖြစ်စေသွားတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဒီလည်းပဲအချင်းချက်ထဲမှာအခက်ခဲပြဿနာထဲမှာကျွန်တော်ရှိနေသလားကျွန်တော်ကိုလမ်းစာပြောင်းနေပြီလို့ကျွန်တော်ထင်နေသလားကျွန်တော်ရှေ့တိုးလို့လည်းမရဘူးနောက်ပြန်ဆုပ်လို့လည်းမရတဲ့အခြေအနေတစ်ခုမှကျွန်တော်ရှိနေသလားအခြေအနေကတော့ကျွန်တော်တို့ပြောင်းလဲနိုင်ဖို့အခြေအနေကတော့လုံးဝမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ယုံကြည်ရအောင်အာမင်ဖခင်ရဲ့ဂတိတော်ကိုကျွန်တော်ယုံကြည်ရအောင်ဖခင်သခင်ဒီငါတို့ခိုလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်ဒီကာလအထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလက်ရှိတယ်အဲ့ဒီဖခင်သခင်ရဲ့ဂတိတော်ကိုကျွန်တော်ဆွဲကန်ရအောင်ယုံကြည်ခြင်းနဲ့ဝန်ခံရအောင်ဟာလေလုယာသင်ဝန်ခံလိုက်လို့သင်ယုံကြည်လို့အခြေအနေကတော့ချက်ချင်းပြောင်းလဲခြင်းမှပြောင်းလဲလိမ့်မယ်အဲ့ဒီအခက်ခဲထဲမှာဖယားသခင်ကသင်ကိုကွယ်ကာပေးနေမှာပဲဖြစ်တယ်ဖယားသခင်ကသင်ကိုစောင့်ရှောက်ပေးနေမှာပဲဖြစ်တယ်ဒါကြောင့်ဘေးရောက်ဒီကာလမှာဖယားရဲ့ဂတိတော်ကိုကျွန်တော်ဆွဲကင်ဖို့ရန်အတွက်ဖယားရဲ့တတ်နိုင်ခြင်းကိုကျွန်တော်ဝန်ခံဖို့ရန်အတွက်တကယ်ပဲအရေးကြီးတယ်ဆိုတာကိုဒုတိယအချက်အနေနဲ့ပြောချင်ပါတယ်တတိယအချက်ကတော့လူနို၄ယောက်လူနိုဆိုတာကမြို့ထဲမှာတောင်မှနေခွင့်မရတဲ့သူတွေဖြစ်တယ်သူတို့ကမြို့ပြင်မှာပဲနေရတယ်လူတော်မတိုးတဲ့သူတွေဖြစ်တယ်လူရမဝင်တဲ့သူတွေအစားစားတောင်မှသူများကျွေးမှပဲစားရတဲ့သူတွေဖြစ်တယ်ဆိုတော့ရှမာရိမြို့ဂျာမြင့်စွာဝိုင်းထားခြင်းခံရတဲ့အတွက်မြို့ထဲမှာရှိနေတဲ့လူတွေတောင်မှဒီလောက်ငတ်မွတ်နေတဲ့ဆိုရင်သူတို့အပယ်ခံထားရတဲ့ဒီလူနို၄ယောက်ကအစာမစားတာတော်တော်ကြာသွားမှဖြစ်တယ်သူတို့လည်းမခံနိုင်တော့ဘူးငါတို့ဒီတိုင်းပဲနေမှာလားဒီတိုင်းပဲထိုင်နေမှာလားငါတို့မြို့ထဲဝင်ရင်လဲအစာငတ်ပြီးတော့သေုံကလွဲလို့လမ်းမရှိတော့ဘူးတဲ့အဲ့ဒီအချိန်မှာသူတို့ကဘာကိုတိုင်ပင်တယ်လဲဆိုတော့ငါတို့ရှုရီတက်ကိုတွားပြီးတော့ဝင်စားကြမယ်တဲ့သူတို့တိုက်ရင်လဲအသေးခံလိုက်မယ်မတိုက်ရင်လဲကျွန်တော်အသက်ရှင်ရမယ်ဆိုပြီးတော့သူတို့ကဆွေးနွေးတိုင်ပင်ကြတယ်တဲ့လူနိုတွေကဲတော့ကိုယ့်ရဲ့အားနည်းခြင်းမပြည့်စုံခြင်းတွေကြောင့်လူတော်ထဲမတိုးနိုင်ဘူးပြဿနာမျိုးစုံနဲ့ကျွန်တော်ရင်ဆိုင်နေရတယ်အဲ့ဒါတွေကြောင့်ကျွန်တော်ကစိတ်သက်ကြပြီးတော့ဒီတိုင်းနေမှာလားဒီနေ့လူနို၄ယောက်ကဲ့သို့ယုံကြည်ခြင်းနဲ့ခြေလမ်းဖို့ရန်အတွက်တကယ်ပဲအရေးကြီးတယ်ဟာလေလုယာမနက်မိုးမလင်းပြီသူတို့ခရီးကိုအစာပြုတ်လာတယ်လူနိုဖြစ်တဲ့အခါမှာကျမ်းမာရေးလည်းကောင်းမှာမဟုတ်ဘူးထမင်းမစားတာလည်းအယမ်းကြာပြီဖြစ်တဲ့အတွက်သူတို့အားနွဲနေကြမှာဖြစ်တယ်လမ်းလျှောက်တာတောင်မှဖြစ်ပဲထောနဲ့နဲ့ပဲသွားရင်သွားလိုက်မယ်ဒါပေမဲ့သူတို့ယုံကြည်ခြင်းနဲ့ငါတို့ရှေ့တိုးမယ်ဆိုပြီးတော့အတူတကွခြေလမ်းတဲ့အခါမှာထူးခြားတဲ့အရာကဘာလဲဆိုတော့သူတို့ရှူရီတက်ကိုရောက်သွားတဲ့အခါမှာရှူရီစစ်သားတွေတယောက်မှမရှိကြတော့ဘူးရှူရီလူတွေဘယ်သူမှမရှိကြတော့ဘူးအဲ့ဒီလူနူ၄ယောက်ရဲ့အားနည်းနေတဲ့ခြေတံတွေကိုဖယားသခင်ကယထာစီသူရဲ့မြင်းစီသူရဲ့ဘိုးခြေတွေရဲ့ခြေတံကဲ့သို့ဖယားသခင်ကပြောင်းလဲစေပြီးတော့ရှူရီတပ်သားတွေကအိုးငါတို့ကိုတိုက်ဖို့ရန်အတွက်ဣတိလမင်းက
Hiti me egoto miemyarugo, Nabi lo to tenyare, a chain pit down, Payatinga a chain go down le pay door up today. Hallelujah. The loud down ma, ane needed to ye, chetan go pele, Payatinga, buche atangeto, Payatinga down le pay nine up today. The young G chinet in Sabido, Chilan Lamba. Yongji Chena when can be all Payatan not Payadi Nane to she mess will be all the Yongji Chena Sabido Chilan Lamba. Then Ane pay me Payad can to Bashi this way. Ayaka dainty Almenine up today. Hallelujah. Kuri Ane be me, Kuri Mapizon be me. Payad can this way. Ayaka dain penine up today. Winging Noga Kungi Masa do today. Just Sabido Yongji Chene, Chilan Lama to Kungilo Yama. Tiny Yone, Aine Yone, winging no Alolo Marom Hobu, winging no Gamasa Pema Hobu. Yongji Chene, Chilan Lane Kama, Yongji Chene, wing Kane Ayama, winging no Gakungi, Masa Bema Piapare. Now to check up our lesro. Shuri Sitla go, di Lunu Leoga, Yautware Kama. Shuri Sitla, Shuri Luriga. The Yama machine of a gong longa, chop beat up, quibby, whip ye, to pay to Hajare. Pay to a kama to ye, Pine sign it, a yare down ma, to ye, Sunday yeka down ma. To chant habido, at that look on Piejare. So, the Lunu Leoga, Eddie Shuri sit like go yaut to kama. Shuri Lure, Pine sign tare, a yare, Mienre, Midre. Sunday yet carry, showing with the Zari, Nyaswa Pishanide. Pishanide Kama, Eddie Lulu Rega Balo Lesro, through Shide Ayarigo Sare. Three days showing with the Zari go, you beat up with Tare. Elune, Shuri sit that Taku Bitaku, Dwabido, Jure Kama. Now soon to look about go to Dia Dwalesro. Though you are in it, Narodi, Gaumans were Mapu body to Gare. Naruka Gaundo Ayaku Mapu Bude to Roga. Eri Shuri Lurie, Asago, Sane Yene, Pine Sine Ayarigo, June Yene, to no be Gaun Santuare Kama, Naruka Gaundo Ayago Mapu Bude. Yakune di Gaundo Tadingo, Jab Yoyato Nipchile, Narudi Macha, Mapiobe, Nebabi Tagare. Di a chain gang, Naru Gaundo, the Dinsagago, Pioya me a chain pipe me, Naruga, Gaundo, the Dinsagago, Mapiobu swing, Narudi, Naruna, a Mutazon Taku, Yaule Mesure, Tita Almatro, Kanzadware. Eddie Shuri said that we have Pansai Mureko to Loga. Jume to Lobe, Same Swin law. A chain galat Kudido to do. A same me. Tabe met to Loga Bago Kanzales law. Naro Diaru, Narobe Kanzara Magambu. Naro Lumure she de. Naro Nangan she de. Naro Nangan Pesine be. They on me. To Logo did the Dim Gango, Naro Mapiobu swim. Naruna, a mutazon taku, Yaule mess will be up your. Eddie a chain maturoga, Money nine dobu. Mo Malem be better to top below. Nando go, a John Jar like that. Dene General Yonji do, Nigo Mount Amari. Payatkin Tangani, General Yashide. Getting a Jango, General Be, Kanzani Amala. Yaku chain the Payatki, Ewing Gilitiago, Hop your Puyan to chain than they be Pibare. Didn't you know Yashide, getting a jungle, Chilobe, Kanzaya Mala, Jobe getting Chiamala, Joe Lumuri and Yashi de. To know the Kogoya Menede, to know Kungi payment to Mashibu, to know the Namoni Jabi. Payabe the County Minglarine, Chilobe Assembly Mala. Chum Yamanango, Chia Nyaswa do to regard Namuni Chare. Kekedo Capatana, Yamni Chare. Payabe the County Minglare. Pianle Bido, now we put a champion heavy. Hallelujah. Lunu
ဖြစ်ပေမဲ့သူတို့ရဲ့နှလုံးသားသူတို့ရဲ့စိတ်ကမနူဘူးနော်လူသားလူတာဒီနေ့ကျွန်တော်ဒီလည်းပဲကျွန်တော်ရဲ့နိုင်ငံမှာအခက်အခဲပြဿနာရင်ဆိုင်နေရတယ်ကျွန်တော်ဒီနေရာကနေကျွန်တော်ဆုတောင်းခြင်းဖျားပေးတဲ့ကောင်းချီးမင်္ဂလာတွေအားဖြင့်ကျွန်တော်တတ်နိုင်သလောက်ကူညီပေးရမယ့်အချိန်ဖြစ်ပါတယ်ဟာလေလုယာဒီလူ၄ယောက်ကဲတော့ကျွန်တော်ဒီလည်းပဲမပြည့်စုံတဲ့သူမတော်မတတ်တဲ့သူဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီချစ်ချင်းမေတ္တာ၌အားကြီးတော်သူတွေဖြစ်တယ်ဟာလေလုယာယုံကြည်ခြင်း၌အားကြီးတော်သူတွေဖြစ်တယ်ယုံကြည်ခြင်း၌ကျမ်းမာတော်သူတွေဖြစ်တယ်ချစ်ချင်းမေတ္တာ၌ကျမ်းမာတော်သူတွေဖြစ်တယ်နောက်ဆုံးအချက်ကပါလဲဆိုတော့ Prophet Elisha အားဖြင့်စာနေရိတ်ခါတွေရှမာရိမြို့မှာပေါ်များလာမယ်လို့ပြောတဲ့အခါမှာရှင်ဘုရင်အမတ်ကမယုံကြည်ခဲ့ဘူးကဲ့ရဲ့ပြုတ်ခဲ့တယ်မထင်မဲ့မြင်ပြုတ်ခဲ့တယ်ဒါပေမဲ့အမှန်တကယ်ပဲဖယားရဲ့စကားကပြည့်စုံလာတယ်ဖယားရဲ့စကားပြည့်စုံလာတဲ့အခါမှာအဲ့ဒီရှင်ဘုရင်အမတ်ကမယုံကြည်တဲ့အတွက်အဲ့ဒီကောင်းကြီးမင်္ဂလာတွေကိုသူမြင်ရပေမဲ့စားရခွင့်မရှိဘူးအသေးဆုံးနဲ့သေရတယ်ဒီနေ့ခက်ခဲသောအချိန်ကာလနောက်ဆုံးသောအချိန်ကာလရောက်နေပြီဖြစ်ပါတယ်အဲ့ဒီနောက်ဆုံးသောအချိန်ကာလမှာဖယားသခင်ကောင်းမြတ်ခြင်းအဲဝင်ဂေလိတည်င်းစကားကိုဖယားသခင်ဆေလွတ်နေပြီဖြစ်ပါတယ်ဖယားသခင်ရဲ့ကောင်းမြတ်ခြင်းဖယားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုဟောပြောနေတဲ့အချိန်မှာယုံကြည်လက်ခံတဲ့သူကအဲ့ဒီကောင်းချီးမင်္ဂလာကိုရမယ်အမှန်တကယ်ဖယားရဲ့ဂတိတော်ဖယားရဲ့စကားကပြည့်စုံလာမယ်တနေ့ကျရင်ယေရှုခရစ်တော်ကကျွန်တော်ကိုခေါ်ဆောင်လာမယ်နောက်ဆုံးသောအချိန်ကာလရောက်လာမယ်အဲ့ဒီအချိန်မှာမယုံကြည်သောသူတွေကမြင်ရပေမဲ့ခံစားခွင့်ရမှာမဟုတ်ဘူးနော်ဒီအချိန်ကကျွန်တော်တို့အတွက်အကောင်းဆုံးသောအချိန်ဖြစ်တယ်ဖယားရဲ့တည်င်းစကားကိုကြားပြောနေတဲ့အချိန်ကာလမှာသင်ဖယားစကားကိုသင်ယုံကြည်သလားဖယားရဲ့ချစ်ချင်းမေတ္တာကိုသင်ကဲ့ရဲ့နေတော့မဲလားရှင်ဘုရင်ရဲ့အမတ်ကဲ့သို့မဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်နောက်ဆုံးသောကာလမှာလူ၄ယောက်ကဲ့သို့ဖယားသခင်ရဲ့တည်င်းစကားကိုကြားပြောတဲ့သူအသုံးတော်ခံတဲ့သူဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်ရှမာရိမြို့ကိုရှုရိစစ်တပ်ကဝန်းရံတကယ်တော့ဒီနေ့ဒီကမ္ဘာလောကကြီးလောကလူသားတွေအားလုံးကိုစာတန်မာနကခြုံနှောင်ထားတယ်အပြစ်ကနေလွတ်မြောက်ဖို့ရန်အတွက်ယေရှုခရစ်တော်ကဆင်းကြွလာတယ်ကျွန်ုပ်ကိုစားအသေးခံပေးသွားခဲ့ပြီးပြီဖြစ်ပါတယ်လွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကယေရှုခရစ်တော်ကျွန်ုပ်ကိုစားအသေးခံသွားပြီးပြီဒါကိုကျွန်တော်ယုံကြည်ပြီးပြီလားမယုံကြည်သေးဘူးလားဒီအရာကကျွန်တော်ရဲ့ဘဝအဆုံးအဖြစ်ဖြစ်ပါတယ်ခက်ခဲတဲ့ကာလမှာကျွန်တော်စိတ်ဓာတ်ကြပြီးတော့နေမှာလားယုံကြည်ခြင်းနဲ့စပြီးတော့ခြေလန်းလန်းပါတင့်ကိုကူညီပေးဖို့ရန်အတွက်ဝိညာဉ်တော်ကအစဉ်သင့်ရှိနေတယ်လူ၄ယောက်ကဲ့သို့ကျွန်တော်ဒီခွန်အားနေပါတယ်မတော်မတတ်ပါဘူးဒါပေမဲ့ကျွန်တော်ယုံကြည်ခြင်းနဲ့ခြေလန်းလန်းတဲ့အပေါ်မှာဖယားသခင်အတူပါရှိမှာဖြစ်ပါတယ်ကျွန်တော်အားဖြစ်တော့မတတ်နိုင်ဘူးဒါပေမဲ့ဖယားသခင်အတူပါရှိတယ်ဆိုရင်ကျွန်တော်ဒီအရာခတ်သိမ်းကိုတတ်နိုင်တော်သူတွေဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာ